မင်္ဂလာပါဗျကျွန်တော်ဒီနေ့မိတ်ဆက်ရောင်းချပေးမယ်နိုင်လေးကအိုမီဂါစီရီပေါ့နော်အိုမီဂါဒီဗယ်လီတမပေးနိုင်လေးဖြစ်ပါတယ်နိုင်လေးက watch only ကို 95% original ပတ်လည်လေးတိုင်ရမှာဖြစ်ပါတယ်နိုင်လေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးကပို့ကပါ15သိန်း8000ကျပ်ဖြစ်ပါတယ်ကျွန်တော်ရှိမှာ COD မရသေးပါဘူးခင်ဗျာငွေကြိုလွဲဝယ်နိုင်ပါတယ်ခင်ဗျာငွေလွှဲရောက်ပါက right expert delivery ကားကဲရောက်ပြီးမြည်မြို့နယ်ကိုပို့ဆောင်ပေးပါတယ်နိုင်လေးကိုတိုင်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ TikTok Messenger သို့မဟုတ်399530ခုတုံးသားကိုအသေးစိတ်ဆက်သွယ်နေတဲ့စုံစမ်းဝယ်နိုင်ပါတယ်ခင်ဗျာ။ Omega ရဲ့ဒီ value တမပေးနိုင်လေးဖြစ်ပါတယ်ခင်ဗျ။နိုင်လေးရဲ့ reference number က110118ဖြစ်ပါတယ်။ဒီကောင်လေးက manual winding 625 caliber လေးဖြစ်ပါတယ်ခင်ဗျ။ဒီကောင်လေးကိုကျွန်တော်နောက်မှဆက်လက်ဖွင့်ပြပေးထားပါတယ်။ original ပတ်လဲကျိုးoriginal bargain original အတိုင်းလေး 95% အတန်လေးဖြစ်ပါတယ်ဒီကောင်ကတော့ကျွန်တော်ဆက်ဖွင့်ပြထားတဲ့ပုံဖြစ်ပါတယ်ဒိုင်းလဲလုံးဝအရှင်းအတန်ဖြစ်ပါတယ်ခင်ဗျဒီဟာလေးကတော့နောက်ဖုံးလေးဖြစ်ပါတယ် serial number reference number အားလုံးပါပါတယ်ဒါကတော့ caliber 625ရဲ့ movement ပုံလေးဖြစ်ပါတယ်ခင်ဗျစုံတီးကြည့်ရှုပေးလို့ကျေးဇူးပါခင်ဗျာ